ကိုရီးယားမိတ်ဆွေများအားလုံးမင်္ဂလာပါဒီဗီဒီယိုမှာအလောက်ရှာဖွေနေတဲ့ကျွန်တော်ရဲ့ညီကောင်မတော်မတွေအတွက်ပေါ့နော်အလောက်ကင်နဲ့ပတ်သက်ပြီးတော့ဂယူးစိုက်တဲ့အရာလေးကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်အဲ့ဒါကတော့အခုဒီဗီဒီယိုကိုကြည့်နေတဲ့လူငယ်တွေကပေါ့နော်မိတ်ဆွေတွေကအလောက်ရှာနေပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုကအင်္ဂလိပ်စကားပြောရတယ်တရုတ်စကားပြောရတယ်ဥမာထားပါတော့ပေါ့နော်အလောက်နဲ့ပတ်သက်ပြီးတော့မှအတွေ့အကြုံရှိရဆိုရင်ဒီ job offer တွေကိုသေချာဖတ်ဖို့လိုတယ်ပေါ့နော်တချို့ဆိုလို့ရှိရင်ကျွန်တော်တို့ကိုကအင်္ဂလိပ်စကားပြောပဲရတယ်ဆိုလို့ရှိရင်ဒီ kitchen helper ဘိုင်းနေနဲ့ကျွန်တော်အလုပ်ခေါ်တဲ့အခါမှာအဲ့ဒီ job offer ထဲမှာဆိုရင်တချို့ဆိုရင် Chinese a little bit တို့ပေါ့နော်ဒီတရုတ်စကားပြောနည်းနည်းရမှအဆင်ပြေမယ်ဆိုတော့ job offer တွေရှိရပေါ့နော်အဲ့ဒီအခါမှာကိုကတရုတ်စကားကလုံးဝမပြောတတ်ဘူးအင်္ဂလိပ်လိုပဲပြောတတ်တယ်ဆိုလို့ရှိရင်တချို့သောနေရာတွေမှာကျွန်တော်တို့အဆင်မပြေတာလေးတွေတွေ့ရတယ်ပေါ့နော်ဥပမာ kitchen helper ဘိုင်းနေဆိုလို့ရှိရင်တချို့တွေဆိုရင်ဒီ kitchen helper ဆိုတာကကျွန်တော်တို့ဟို company အကြီးတွေဆိုလို့ရှိရင်တော့တစ်မျိုးပေါ့နော်တချို့စားသောက်ဆိုင်သေးသေးလေးတွေဆိုလို့ရှိရင်ဒီစားသောက်ဆိုင်မှာလောက်ရမယ်ဆိုရင်ကိုကတယောက်တည်းပဲလောက်ရမှာပေါ့နော်တယောက်တည်းပဲလောက်ရမှာဖြစ်တဲ့အတွက်ကိုကတရုတ်စကားပြောရမှပို့ပြီးတော့မှအဆင်ပြေတယ်ဒီတော့ကိုကတရုတ်စကားပြောမရဘူးဆိုရင်အင်္ဂလိပ်စကားပြောနေသူတို့ကလည်းနားမလဲပြီးလို့ရှိရင်ခက်တာကတော်တော်များများအခုဆိုရင်ဒီတရုတ်ပေါ့နော်ဒီ mix rice ပေါ့နော်ဒီထမင်းတွေဟင်းတွေအဲ့လိုမျိုးရောင်းတဲ့ဆိုင်တွေမှာဆိုရင်ကျွန်တော်တို့ရွှေမြန်မာတွေလည်းကျွန်တော်တို့ရှေ့ကနေပြီးတော့မှရောင်းခိုင်းတာတွေတွေ့ရတယ်ပေါ့နော်အဲ့ဒီခါမှာအရေးကြီးသွားပြီတော့ကိုကအင်္ဂလိပ်စကားပြောတစ်ခုရဲနဲ့မလုံလောက်တော့ဘူးပေါ့နော်ကိုကသူတို့ရဲ့ job offer ထဲမှာတရုတ်စကားပြောကိုရရမယ်ဆိုတာကအဲ့ဒီအပိုင်းတွေလည်းပါတယ်ပေါ့နော်ကိုက kitchen helper ဆိုတာကနောက်ပိုင်းမှာလည်းလောက်ရတာမဟုတ်ဘဲနဲ့ဒီမိဖို့ကြောင့်နောက်ပိုင်းနေမဟုတ်ဘဲနဲ့ပေါ့နော်ရှေ့ထွက်ပြီးတော့မှဈေးရောင်းရတဲ့အခါတွေလည်းရှိရပေါ့နော်တချို့ဆိုင်သေးသေးလေးတွေဆိုရင်အဲ့လိုမျိုးရှိတယ်အဲ့တော့ကြတော့ကိုကုမ္ပဏီတစ်ခုရဲ့အောက်မှာဆိုရင်တော့ကိစ္စမရှိဘူးပေါ့နော်ဒီလိုနေရာတွေဆိုလို့ရှိရင်ကိုကဒီနေ့စဉ်ပေါ့နော်ဒီဆိုင်မှာပဲလောက်ရတယ်ဒီဆိုင်မှာပဲရှေ့ထွက်ရောင်းရတယ်ဆိုရင်တရုတ်စကားပြောရမှအဆင်ပြေမယ်အင်္ဂလိပ်စကားပြောရမှလည်းအဆင်ပြေမယ်ပေါ့နော်ဒီတော့ကိုကတရုတ်စကားပြောလုံးဝမရဘူးဆိုရင်အဲ့လိုမျိုး kitchen helper ဘိုင်းနေဆိုရင် job offer ကိုတခြားဖတ်ပါ job offer ကိုတခြားဖတ်ပြီးတော့ agent တွေကိုလည်းတခြားလေးမေးပါပေါ့နော်ကိုဒီလိုမျိုးဆိုင်တွေမှာလောက်ရမှာလားဒါမှမဟုတ်ရင်ဒီစလောက်ဆိုင်အကြီးပေါ့နော်အကြီးမှာနောက်ပိုင်းဒီ kitchen မှာကူရမှာလားပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့အရေးကြီးတယ်ပေါ့နော်ဒီကိုကတရုတ်စကားပြောတာမရဘူးဆိုရင်ရောက်ချင်းမှာကျွန်တော်တို့လုံးဝစိန်ခေါ်မှုတွေအများကြီးတွေ့လိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ဘာသာစကားမရဘူးသူတို့ဆိုင်ရှင်တွေပြောရလဲကိုကနားမလဲနောက်ပြီးတော့ရှေ့ထွက်ရောင်းပြန်တော့လဲလာဝယ်တဲ့ Chinese တရုတ်တွေနဲ့ကိုကစကားလည်းမပြောတတ်ဆိုတော့ဘလိုတွေရောင်းရမှန်းတော့မသိမှာမဟုတ်ဘူးပေါ့နော်ဒီတော့အဲ့ဒါလေးကိုကျွန်တော်တို့တခြားလေး review ဆိုင်ဖို့လိုတယ်တဲ့ job offer လေးကိုတခြားဖတ်ပါဖတ်ပြီးလို့ရှိရင်အကယ်၍ကို kitchen helper ဘိုင်းနဲ့လာကျင်တယ်ဆိုလို့ရှိရင်လည်းတရုတ်စကားပြောကိုဒီထမင်းစားရည်သားတော့ပြောနိုင်အောင်သင်တန်းတွေတက်တာမျိုးတွေ online ကနေလေ့လာတာမျိုးတွေ YouTube ကနေလေ့လာတာမျိုးတွေပေါ့နော်ကျွန်တော်တစ်လလောက်ကိုတခြားလေးလေ့လာပြီးတော့မှ join ပါဒါဆိုလို့ရှိရင်တော့အဆင်ပြေပါလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့အဲ့ဒီ kitchen helper ဘိုင်းတွေတို့ပြီးလို့ရှိရင်ဒီ deal washer ဆိုတာတော့တော်သေးရပေါ့နော်ဒီပကံဆေးတဲ့နေရာတွေမှာဆိုရင်တော့ကိုကပကံမဲ့ဆေးရတာဖြစ်တဲ့အတွက်ဒီဘာသာစကားဒီအင်္ဂလိပ်လောက်ရရင်လည်းအဆင်ပြေကောင်းပြေနိုင်တယ်ပေါ့နော်ဒါပေမဲ့ခုနလိုမျိုးဆိုင်သေးသေးလေးတွေဆိုလို့ရှိရင်တော့ကျွန်တော်အဆင်မပြေကြတာများတယ်ပေါ့နော်ကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်အကျိုးရှိရင်ကိုပြီးတော့ share သွားပေးပါအောင်ကိုရီးယားမိတ်ဆွေများအားလုံးရှင်လန်းချမ်းမြေ့ပါစေအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့သိချင်တာတွေဆိုလို့ရှိရင် comment မှာမှန်းခဲ့ပေးပါကျွန်တော်အချိန်ရရင်ရသလိုဗီဒီယိုလေးနဲ့ကျွန်တော်သိသလောက်ပြန်ပြီးတော့မှဖြည့်ပေးပါမယ်အားလုံးရှင်လန်းချမ်းမြေ့ပါစေ